အားလုံးပဲမင်္ဂလာပါခင်ဗျာ My Little Kitchen နေကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ဝက်တုံရန်ဟင်းကြိုရေးလေးလုပ်တော့မှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ကဝက်တုံရန်ဟင်းကြိုလေးလုပ်ဖို့အတွက်ကျွန်တော်ဒီဝက်ဒူးစစ်တွေကိုသုံးပါတယ်အတုံးအယိုးကြီးကြီးလေးတွေပေါ့နော်ကျွန်တော်အဲ့ဒါကိုမှပြန်ပြီးမှခုတ်ထားပါတယ်ဆိုတော့အဲ့ဒါလေးတွေကိုခုတ်တဲ့တန်းစင်ထားပါမယ်ပြီးတော့ကျွန်တော်ဒါကတော့ကျွန်တော်သုံးမဲ့ပစ္စည်းလေးတွေပါစပလင်တပင်ပါမယ်ငရုတ်သီးရယ်ပြီးတော့နနံပင်အမြင့်လေးတွေပါမယ်ဗရေကိုပါမယ်ဂျင်းပါပါမယ်ခင်ဗျာပြီးတော့ပြီးတဲ့အချိန်မှာတံမြာသီးလေးညှစ်ထည့်ဖို့အတွက်တံမြာသီးတစ်လုံးသုံးပါမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တုံယမ်ခရင်မီအမုံလေးကိုလည်းထည့်ပြီးတော့မှချက်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုတော့အရင်ဆုံးအယိုးလေးတွေကိုကျွန်တော်တို့ပြုတ်မယ်ပြုတ်ဖို့အတွက်ကတော့ကျွန်တော်တို့ခုနကဒီဂျင်းနဲ့ဗရေကိုထောင်းထားတာလေးတွေကိုထည့်လိုက်ပါမယ်ပြီးတော့ရင်တော့ကျွန်တော်ခုနကဇပလင်ကိုလီးပြီးတော့မှထည့်လိုက်ပါမယ်ဒီနေရာမှာတော့ဇပလင်ကိုများများသုံးခြင်းလဲသုံးနိုင်ပါတယ်ခင်ဗျာပြီးသွားပြီဆိုရင်တော့ကျွန်တော်နန်နန်ပင်မြင့်၄ပင်လောက်ကိုကျွန်တော်ထည့်လိုက်တယ်အရသာအတွက်ကတော့စားရယ်အချုံမုံနည်းနည်းလေးရယ်ကျွန်တော်တို့ထည့်လိုက်ပါမယ်ခင်ဗျာဒါလေးတွေကိုတည်ပွက်လောင်ကျွန်တော်ကြိုလိုက်ပါမယ်ခင်ဗျာဒီလိုတည်ပွက်လာပြီဆိုရင်အမြုပ်လေးတွေထွက်လာတတ်တယ်ပေါ့နော်အဲ့ဒါလေးကိုဇွန်လေးနဲ့ခတ်ပြီးတော့မှဖယ်လိုက်ပါခင်ဗျာကျွန်တော်ကတော့အဲ့ဒီလိုမျိုးချင်းစီအမြုပ်လေးတွေကိုတော့ဖယ်လိုက်တယ်ပေါ့နော်အကြီးကြီးလေးရကျင်လို့ဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုးလေးတည်ပွက်သွားတယ်အနံ့လေးကလည်းမွေးလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီတရေကိုခန်းသွားတဲ့အထိကျွန်တော်တို့ပြုတ်ပါမယ်ခင်ဗျာပြီးသွားရင်တော့နောက်တရေထပ်ပြုတ်ဖို့အတွက်လည်းကျွန်တော်တို့ပြင်ဆင်ပါမယ်အခုလိုမျိုးလေးနောက်တရေမှာကျွန်တော်ကဒီကြက်သွန်ဥတူရယ်ပြီးတော့မှငရုတ်သီးတွေရယ်ထည့်ပြီးတော့မှပြန်ပြီးတော့ထည့်ပြုတ်ပါမယ်ခင်ဗျာပြီးတော့မှခုနကတုံယမ်ခရင်မီအမုံလေးတွေကိုလည်းကျွန်တော်မနှဲမများလေးထည့်လိုက်ပါတယ်ကျွန်တော်2စွန်း3စွန်းထည့်တယ်ပေါ့နော်ဒီမှာတော့2စွန်းပဲပြထားပါတယ်ခင်ဗျာအဲဒီနေရာမှာတော့ကိုကြိုက်တဲ့အရသာအလိုက်အနေအများချိန်ဆပြီးတော့ထည့်နိုင်ပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်ဒါတွေကိုတည်ပွက်သွားအောင်လို့ထပ်ပြီးတော့မှချက်ပါမယ်ကျွန်တော်ကတော့2ရီ3ရီလောက်ချက်တယ်ပေါ့နော်အယိုးတွေကလည်းကြီးတယ်ဆိုတော့ကကျွန်တော်တေချာလေးနှူးသွားအောင်လို့3ရီလောက်တော့ချက်လိုက်တယ်ပေါ့နော်ဒီခန်းသွားလိုက်ကျွန်တော်ရီပြန်ထည့်လိုက်နဲ့ချက်တဲ့အချိန်မှာတော့အသားလေးတွေကတော့နူးလာပြီဒါဆိုရင်တော့အရသာရှိပြီးတော့မှအနံ့မွေးကြိုင်တဲ့ဝယ်ရိုးတုံရန်ဟင်းကြိုရည်လေးတစ်ခွက်ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီဟင်းရည်ကိုခွက်တစ်ခုထဲမှာထည့်ပြီးတော့မှခုနကပြထားတဲ့အတံမြာသီးတစ်လုံးကိုဒီလိုမျိုးလေးတွေချမ်းပြီးတော့မှညှစ်ထည့်ပေးလိုက်ပါတယ်စားကနီးမှထည့်ရင်တော့ပို့ပြီးတော့မှကောင်းတာပေါ့နော်ချင်းချင်းဆူဆူအရသာလေးပို့ပြီးတော့မှပေါ်လွင်တာပေါ့တချို့ကတော့ဒီနေရာမှာတံမြာသီးမသုံးဘဲနဲ့မကြီးရီသုံးတာလည်းရှိပါတယ်အဲ့တော့ကိုကြိုက်နေတတ်တဲ့အချင်းကိုအသုံးပြုနိုင်ပါတယ်ခင်ဗျာကျွန်တော်တော့တံမြာသီးလေးကိုပို့ပြီးကြိုက်တဲ့အတွက်ကြောင့်မလို့တံမြာသီးတွေကိုထည့်တာဖြစ်ပါတယ်ဒီလိုတံမြာသီးတွေညှစ်ထည့်ပြီးသွားရင်ကျွန်တော်နန်နန်ပင်လေးတွေကိုအပေါ်ကနေအုပ်မှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ရန်စားလို့ကောင်းတဲ့ကျွန်တော်ဝယ်ရိုးတုံရန်ဟင်းကြိုရည်လေးတစ်ခွက်ရမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲအဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်ရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာတွေ့ကြပါမယ်